မြေကြီးပေါ်ကမြူမုံကလေးတွေမြေမှုန့်ကလေးကိုယူပြီးတော့လက်သေးကောင်ပေါ်တင်လိုက်တင်ပြီးတဲ့အခါမှာအနီးနားမှာရှိတဲ့ရဟန်းတွေကိုလက်တွေ့ပြတဲ့လေချင်းငါလက်သေးကောင်မှာရှိတဲ့မြေမှုန့်ကလေးရဲ့ဟောဒီကဘာမှာရှိတဲ့မဟာပရိဝီမြေကြီးရဲ့ဘယ်ကများတော့ဆိုအရှင်ဘုရားတဲ့အရှင်ဘုရားလက်သေးပေါ်ကမြေမှုန့်လေးကမပြောပါတော့အောင်နည်းနည်းလေးပါကဘာမြေကြီးနဲ့နှိုင်းဆလို့မရတော့အောင်ကဘာမြေကြီးကများပါတယ်ဒီလိုဖြေတဲ့အခါမှာမြတ်စွာဘုရားကပြောအဲ့ဒီတိုင်းမှတ်ထားကြတဲ့လူဘဝကသေပြီးတော့လူဘဝပြန်ဖြစ်တဲ့လူဟာအဲ့လက်သိန်းကောင်ပေါ်မြူမုံလောက်ပဲရှိတယ်။အဖြစ်ဘာတွေကများတော့လူသေပြီးရင်ငရဲကြတာအများလူသေပြီးတော့တိရစ္ဆာန်ဖြစ်တာများလူသေပြီးတော့ပြိတ္တဘဝရောက်သွားတာများတခါလူသေပြီးတော့နတ်ဖြစ်တာရောဆိုအဲ့ဒါလည်းနည်းတယ်